ဒီနေ့ကတကုံစိတ်ကံပကုံးမြက်လမ်းမကြီးပေါ်မှာရှိတဲ့ကင်ဆာဆေးရုံအသစ်ကိုအတော်လိုက်ပို့တယ်ပေါ့နော်သူက follow up လုပ်တာပေါ့ကင်ဆာတော့ပျောက်သွားပြီနောက်တော့င6ဆေးရုံတွေရှိတဲ့တရက်ပင်ကြောင်နှမ်းစုံပေါ့နော်အဲ့ဒီကိုသွားလိလာကြည့်တာပေါ့သူများတွေပြောနေလို့လေ6ဆေးရုံတွေရှိရဲဆိုလို့ပေါ့ဒါကဝီဇီယနာလမ်းမကြီးပေါ့နော်ဝီဇီယနာလမ်းမကြီးတိုင်းမောင်းလာတယ်မောင်းလာပြီးတော့အဲ့ဒီသုဝနတရားကိုဖြတ်တာနဲ့တရားကြော်ပြီးသွားတာနဲ့ဟိုဘက်ကအေယာဝန်လမ်းမကြီးအေယာဝန်မိန်းလမ်းမကြီးဖြစ်သွားရောဒါကသုဝနတရားပေါ့နော်သုဝနတရားဖြစ်ပါတယ်ဆေးရုံတည်ကြီးဆိုအဲ့ထဲမှာလဲစိုင်းနေစားတော့စိုင်းနေပါရှိမှာပဲနော်မနဲ့အစော်ကြီးဆိုတော့ဘိုက်တွေစားနေတာစားတော့ကြောင်းပဲစဉ်းစားနေတာပေါ့နော်ဘာလို့ဆိုတော့ဘာမှမစားခဲ့ရလို့လေဒါကအေယာဝန်လမ်းမကြီးဖြစ်သွားပြီပေါ့နော်ဟိုဘက်ကသုဝနတရားရဲ့ဟိုဘက်ကဝီဇီယနာလမ်းဒီဘက်ကအေယာဝန်လမ်းမကြီးပါဒါမဲ့လူတွေသွားတာအရန်ဝေးသွားတာပေါ့တည်ရနော်အရန်ဝေးသွားတယ်သွားရန်ကုန်ဆေးရုံကြီးဆိုလူတွေကချောချောမွေ့မွေ့နဲ့အေးဆေးပဲတာကေတာမျိုးနဲ့မှလိုက်လဲစွာကျူးဆိုပါညာဘက်ကိုချိုးသွားလို့ရှိရင်မင်းနဲ့နာလမ်းမကြီးတိုင်းသွားလို့ရှိရင်ဒေါပုံဘက်ကိုရောက်သွားတယ်ပေါ့နော်ဒီဘယ်ဘက်ကိုချိုးတယ်ဆိုလို့ရှိရင်တာကေတာဘက်ရောက်သွားရောအဲ့လိုကွဲတယ်ပေါ့ဒါအခုဆိုတာကေတာမြို့ဝင်ပေါ့နော်တကုံစိတ်ကန်းတို့တညင်တို့သွားမယ်ဆိုလို့ရှိရင်ဒီလမ်းကပဲအမြဲတမ်းသွားပြတယ်ပေါ့နော်ဒီလမ်းကပဲသွားပြီးတော့အမှရှေ့မှာစွန်းအဝိုင်းကိုရောက်မယ်ပေါ့တာကေတာအဝိုင်းလို့လည်းခေါ်ရဲပေါ့နော်ဒီတာကေတာအဝိုင်းလို့ခေါ်ရဲစွန်းအဝိုင်းမှာဆိုအမြဲတမ်းတိုင်ပတ်တယ်ပေါ့နော်တခါလေကြာလို့ရှိရင်တညင်ဘက်ကိုသွားရင်လည်းရှုခင်းတာဘက်ကိုမောင်းမိသွားတာနဲ့တခါလေကြာရင်လည်းတကုံစိတ်ကန်းဘက်ကိုသွားရင်လည်းတညင်ဘက်ကိုမောင်းမိသွားတာနဲ့အဲ့လိုမျိုးပေါ့နော်အမြဲတမ်းတိုင်ပတ်တဲ့အဝိုင်းပေါ့ဘာလို့ဆိုတော့အဲ့ဝိုင်းကလေလမ်း၅ခွဆုံဖြစ်နေတာ၅ခွဆုံဖြစ်နေတော့အဲ့ဒါနဲ့အခုအဲ့ဓာတ်တိုင်တွေရှိတယ်ဆိုလို့ရှိရင်ဒါကအေယာဝန်လမ်းမကြီးဆိုပြီးမှတ်ထားရတယ်ပေါ့နော်အဲ့တော့နောက်တော့မမားတော့ပါဘူးဒီအေယာဝန်လမ်းမကြီးပေါ်မှာပေါ့နော်ကားတွေကနည်းနည်းတစ်ခါလေးကြာရင်ကြည်ကြမ်းမောင်းတတ်တယ်ပေါ့နော်အဲ့တော့သတိတော်ထားပြီးမှပေါ့ဒီလမ်းမပေါ့လေအရင်တော့ကင်ဆာဆေးရုံဆိုတာရန်ကုန်ဆေးရုံကြီးပေါ့နော်အခုကတော့ဒီ National Cancer Center ဆိုပြီးဖွင့်လိုက်တာပေါ့အဲ့တော့အဲ့ဒီဒုံစိတ်ကန်းဘုံမြင့်လမ်းမကြီးပေါ့ရောက်သွားတာပေါ့သွားတော့လှမ်းသွားတာပေါ့လေဒါမဲ့လည်းအစ်စ်ဆိုတော့လေကိုယ်လည်းရောက်ဘူးချင်တာနဲ့သွားကြည့်တာပေါ့လေအတော်လည်းပို့ရင်လည်းပေါ့ဒီ9ရိုးလိုဓာတ်တိုင်နေမြင်ဒါအေယာဝန်လမ်းမကြီးပဲလို့မှတ်ထားလိုက်တယ်ပြီးရောဘယ်မှမကွေ့ပဲနဲ့ဒီလမ်းတိုင်းတဲ့မောင်းသွားလို့ရှိရင်တကုံစိတ်ကန်းကိုတရိုက်ရောက်သွားတယ်ပေါ့နော်ဒီလမ်းကိုတတိချာရိုက်ပြတယ်ဆိုတာနေရလူတွေပဲသွားတတ်မှာဆိုလို့လေသွားတတ်အောင်လို့ရိုက်သေးချာရိုက်ပြထားတာပေါ့နော်တချို့နေရလူတွေကရန်ကုန်ရောက်လို့ရှိရင်ဒီဘက်တွေဆိုလို့ရှိရင်မျက်စိလဲမှာဆိုလို့လေတကုံစိတ်ကန်းကိုတချို့တွေကပြောကြတယ်ပေါ့နော်အလားလာကောင်းတဲ့မျိုးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့လို့ပြောကြတယ်ဒါပေမဲ့လည်းအခုချိန်မိုးရင်းကြီးသွားကြည့်လိုက်ရင်တချို့နေရာတွေမှာရေတွေကြီးပဲပေါ့နော်ဟဲ့တင်းဆိုကြီးမျိုးတစ်တွေမှာမြေဝင်မယ်ဆိုရင်တော့လေမြေကဖို့ရမှာဒီလားကိုကကွင်းနေမှာတကယ်ရေတွေကြီးပဲအဲ့လိုပဲနေရာသွားကြည့်ကြည့်တကုံစိတ်ကန်းရဲ့ဒီဇိုင်းမှာရှင်အခုဒီစိတ်ကန်းတကုံစိတ်ကန်းရဲ့မြေစည်းတွေကလည်းမိုးထိုးနေတာနော်
စိတ်ကမ်းမှာဒီလိုကွန်ဒို project ကြီးတွေလည်းရှိရပေါ့နော်ဒါလေးဆိုအခန်းတွေကိုမလီအများကြီးပဲဒီ project မှာဆိုရင်တော့ထောင်ချီမယ်နဲ့တူတယ်နော်မလီကြီးတွေပဲဒီနေရာဆိုလို့ရှိရင် YBS 69ရဲ့ဒါဟွာနဲ့တူတယ်နော် final ဒီနောက်ဆုံးဂိတ်ဆုံးနေရာနဲ့တူတယ်ဒီကက်လက်ဖြတ်နေတဲ့လမ်းဒါရွှေလီလမ်းပေါ့နော်ရွှေလီလမ်းနဲ့အေယာဝန်ဆက်လမ်းပေါ့အဲ့လမ်းထောင်မှာစကားနဲ့သာသူကြာကြီးစီရရှေ့မှာပကုံးမြင့်လမ်းပေါ့နော်အဲ့ပကုံးမြင့်လမ်းကိုရောက်လို့ရှိရင်ညာဘက်ကိုချိုးသွားလိုက်အောင်ပဲပေါ့သွားတာတော့အရင်လွယ်တယ်ဒီတကုံစိတ်ကမ်းမှာလေတချို့ project တွေဆိုလို့ရှိရင်မအောင်မြင်တဲ့ project တွေလည်းတွေ့နေတယ်ပေါ့နော်project ကြီးတွေအကြီးတွေနဲ့မအောင်မြင်ကြဘူးပေါ့နော်နှမျောစရာကြီးအဲ့ဒါဘာလိုက်တာဟိအောင်လေးတကုံစိတ်ကမ်းရောက်ဒီပကုံးမြင့်လမ်းမကြီးကတွဲကားတွေလည်းဖြတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကလဝဲတရာကနေဆင်းလာတဲ့တွဲကားကြီးတွေပေါ့တက်သွားလိုက်ဆင်းသွားလိုက်ပေါ့နည်းနည်းတော့ကြည်မောင်းရတယ်အဲ့ဒီရှေ့မှာဆိုလို့ရှိရင်တရားရှိရပေါ့နော်အဲ့တရားကိုမတက်ဘဲနဲ့အဲ့ဒါတန်ကြီးအမှတ်နဲ့တရားခေါ်ကလဝဲတရားလို့ခေါ်ရပေါ့နော်အဲ့တရားကိုမတက်ဘဲနဲ့တရားဘီနာနေလမ်းအတိုင်းသွားလို့ရှိရင်အဲ့ဒီမှာဆေးရုံကိုရောက်တယ်ပေါ့နော်ကဲကင်ဆာဌာနကင်ဆာဆေးရုံတကြီးကိုလာတာပါဟဲ့ဆေးရုံသွားမအောင်နေရရီးနေပြင်းနေအဲ့ဆေးရုံသွားမှာကောင်ရမှာ133ဂိတ်133ဂိတ်ဆုံးကင်ဆာဌာနကိုလာတဲ့ခါကြလို့ရှိရင် National ကင်ဆာဌာနဒီလိုကြာမြင့်ရွက်တယ်sorry လိုက်ပို့ပါはいいやおおလူတွေများ
များကြီးပဲကျမတို့နိုင်ငံမှာအဖြစ်အများဆုံးကကင်ဆာပဲလို့ပဲထင်တယ်ပေါ့နော်ဒုတိယလိုက်တာစီးကြိုသွေးကြိုနဲ့တူတယ်အခုကအဖြစ်အများဆုံးကကင်ဆာဖြစ်နေတယ်လို့ထင်တယ်ဘယ်နေရာပဲကြည့်လိုက်ပေါ့နော်လှူတာတန်းတာတော့ကွာဟင်းညိုတွေပါလာယူရဲဆိုရင်တော့ချိုင်းလေးပါလေးတော့မယူလာကြအောင်အများစုကလေဒီကြွတွေပါနေယူလာကြတာဟဲအဲ့လိုဟင်းညိုပူပူကြီးတွေကဲချင်းဘလို့စားမလဲနော်ဒါတွေကကင်ဆာတက်တွေဖြစ်တယ်ဆိုတာမသိကြဘူးလားမသိဘူးပေါ့နော်ပြီးတော့ဟင်းတွေကိုလေအဲ့လိုမျိုးတပတ်စာလောက်ချက်ပြီးတော့ရေခဲတတာတွေခဲပြီးစားတာတွေကလည်းတအားကိုကင်ဆာဖြစ်စေတာနော်အဲ့ဒါကြီးလည်းအဲ့လိုတွေစားကြရတယ်ပေါ့နော်အသိပညာပေးမဲ့လူလည်းနဲတာလားမသိပါဘူးအဲ့တော့ကျမတော်ဆိုလဲအရန်ကိုချိုးချံချွေတာတယ်ပေါ့နော်သူကချိုးချံချွေတာရင်းနဲ့ကိုဖြစ်တဲ့ကင်ဆာပေါ့အဲ့လိုမျိုးဒါကကျွန်းရွှေဝါလမ်းပေါ့နော်အဲ့လမ်းထဲမှာစီတီမက်ရှိတယ်ပေါ့စီတီမက်ရှိတော့မနေ့စာဝင်စားတာပေါ့နော်အဲ့ဒီမှာဟိုကြီးတီကြီးပေါ့လေအဲ့လိုမျိုးနဲ့ချိန်ကပိုးနေတာပေါ့ချိန်နေပိုးနေတော့အဲ့ဒေါ်တွေကိုပြန်ခေါ်မှနေခင်းပိုင်းမှာပြန်ခေါ်လို့ရမှာဆိုတော့လေအဲ့ဒါနဲ့ဝင်ပြီးတော့စားတောက်တာပေါ့လေစီတီမှာဟုတ်ပါတယ်ဟာလေဒီနဲ့ခိုင်ကန်းလေးလည်းရှိရတော့ဈေးရုံကြီးဖြစ်ခါမှဒီလိုရောက်ဘူးငါကြိုက်တယ်ဒီနော်ချစ်စရာနော်အယူရတယ်ဟောင်းကြီးမိုက်တယ်ကျောင်းမြတ်ပကြီးလို့ရှိဟာတောက်ဆိုင်ရောဘယ်နေရာရောက်ပေါ့နော်ဈေးမြင်ဝင်ပတ်လိုက်ရမှာအဲ့လိုမျိုးဒီမှာဆိုလဲထူးဆန်းတာလေးကဘဲဥအငံပေါ့နော်တခြားစီတီမက်ဒီမှာမတွေ့ရတယ်ဘဲဥအငံဒီမှာတွေ့ရတော့ဒီမှာတွေ့ဂျိုဟော့ဘော့ကလည်းဘိုက်ဆာလို့သာစားရတာပေါ့နော်အရင်ကငန်းနေတယ်နန်းစုံကိုသွားတဲ့လမ်းပါရှင်အချိန်နေပုံနေရနဲ့ပေါ့နော်အဲ့ဒီတရက်ပင်ကြောင်အနန်းစုံဘက်ပေါ့နော်အနန်းစုံဆိုတာသူကဘာဖြစ်လို့လဲဆိုတော့ငပိငချောက်အဲ့ဒီဘက်မှာငချောက်စက်ရုံတွေအများကြီးရှိတယ်အဲ့ဒါကြောင့်မို့သူ့အနန်းလို့အနန်းစုံလို့ခေါ်တာဖြစ်လိမ့်မယ်အဲ့ဒီဘက်ကိုတခါမှမရောက်ဘူးလို့သွားလေ့လာကြည့်ရပေါ့နော်လေး3ကောင်ရှစ်ကလေး4ကောင်လမ်းရမ်းဆိုးတယ်နော်မလာကြပါနဲ့ရှင်ရှင်းမလဲကျွဲအုပ်ကြီးပါမလိုက်တော့နွားအုပ်ပဲမြင်မှုလားကျွဲအုပ်ကိုခုမှမြင်ဘူးလေအိုးကျွဲ
မလေးခွေးထက်လိုက်မှာတခါတည်းကျမကြောက်တယ်ဖိုက်တာတွေအိုးတာနင်တို့လိုပဲငါလည်းမိခိုးရအောင်ဆိုတော့ကျွဲပဲနော်မလေးချစ်စရာကြီးတွေမလေးဟုတ်ပါပြီသွားပါမလေးသနာစရာကြီးမလေးချိုးကြီးကကောက်လို့ကျွဲတွေဘာလို့တာမဲသားလို့တာဘာလို့တာဒီလောက်များတယ်ကျွဲတွေ Oh my gosh ကျွဲတို့အတွက်မွေးရလားအဲ့ဒီကုန်းစကန်ကနေတက်ပညာအောင်သွားတဲ့လမ်းပေါ့နော်အဲ့လမ်းကဘယ်လမ်းကနေသွားလဲဆိုဘုံမြက်လမ်းတိုင်းသွားတာပေါ့အဲ့သွားတဲ့အခါမှာလမ်းကတော့နည်းနည်းဆိုးတယ်တဲ့နေရာဆိုရယ်ကောင်းတဲ့နေရာလည်းတော်တော်ကောင်းတယ်ပေါ့နော်အဲသွားလို့တော့ရတယ်လူလည်းနည်းနည်းပြတ်တယ်ပေါ့အဲ့တရပင်ကြောင်စမှုစုံထဲမှာပေါ့နော်အဲ့ဒီအေကကွက်တွေအပ်ထားတာရှိရပေါ့အဲဈေးတွေကတော့အော်ပြန်နေတာပဲပေါ့နော်အဲ့ဒါကြီးလည်းတီးချတာပါတယ်ပေါ့ဒီဘက်ကလာလေးလာကြည့်တာဒီနေရာလေတကယ်တော့လေတော်တော်ကြီးကိုမျိုးပြင်ရောက်နေပြီပေါ့နော်တော်တော်ကြီးကိုဝေးတယ်ဒါမဲ့လေသူ့ဟာနဲ့သူတော့စီးနေတာပဲအဲ့ရွာစီးပွားရေးကောင်းပုံရတယ်ပေါ့နော်မဆိုပေမဲ့စီးပွားရေးကောင်းပုံရတယ်ငါ6ဒီပါအနန်းဆုံးငါကဒီဘက်ကအနန်းဆုံးလို့ခေါ်တယ်6ဒီပါတော့ထွက်တယ်လို့ပြောတာပဲငါ6ဆက်ရုံလေးရှိတဲ့ရှေ့ပန်းနေလာလိုက်ဝါအဲ့ဒီခဲနာချင်းပွင့်ဈေးကြီးလည်းရှိတယ်ကြီးပြရတာဆိုရစီရနော်ဒါရှေ့ကပြင်းတောင်လမ်းမကြီးခုနကပဲကူးမြစ်လမ်းဒါတရပင်ကြောင်ကြေးရွာပြီမဲ့စီးပွားရေးကောင်းပုံရတယ်တော့နန်းစုံငါ6တီငါပြီးငါ6တီပါထုတ်တယ်BS 81ပြေးတယ်ဒီထီကိုဒါ81ဂိတ်ဆုံးပဲဒါကဒိုးစိတ်ရှေ့မှာမြစ်ကြီးဘုံမြစ်ကြီးဖြစ်လိမ့်မယ်ရွာတော့ရှင်ညောက်ပြီးပါတယ်ရွာတော့ရှင်ဘုံကိုညှပ်ပြီးပါတယ်ညတောင်ဆန်ပြကြီးရွာ
ဟာကူတို့သုံးခွားတို့တညင်ဘက်ရောက်တယ်နော်တဲ့ပင်ကြောင်ကရုစိတ်ကောက်ကြည့်လိုက်အောင်ဒီပြင်းအောင်လမ်းမရန်9လမ်းဆိုတာဒါနဲ့6တန်းဟိုပဲထားတာလေငါ6တန်းနဲ့ချောင်းသာလို့ပါလို့လို့ ਨੇ 6တယ်တော့တွေ့သေးပါရတယ်ကြေးပဲတော့ကြီးပဲငါ6တန်းဆိုတာဒါကိုပြောတာဘယ်ဘက်ဟုတ်ဘက်အော်ဟုတ်ဘက်9လမ်းလား ဟိုဘက်9လမ်းဒီဘက်9လမ်းအကုန်လုံးင6စက်ယုံနေပေါ့နော်စက်ယုံနေ6စက်ယုံနေအများကြီးရှိတယ်သူကစက်ယုံနေပေါ့နော်သူကဟိုလိုမျိုးအပြင်မှာအတန်းလိုက်ရောင်းတာတော့မဟုတ်ဘူးစက်ယုံနေဟယ်လိုငါ6စက်ယုံနေပေါ့ငါ6လုံးထုတ်လုပ်တဲ့စက်ယုံနေငဒန်းဆိုငဒန်းငမဲလုံးဆိုငမဲလုံးအပြဲကြောက်ဆိုအပြဲကြောက်သူ့ယုံနေသူတဲ့အဲ့လိုမျိုးတွေအဲ့လိုအပြင်မှာရောင်းတာတော့မရှိဘူးစက်ယုံနဲ့ဝင်ဝယ်ရတာအဲ့ဒီထဲမှာင6နန်းနေရတော့နန်းနေပေါ့နော်မွေးရလားနန်းတာလားတော့မသိဘူးပေါ့မွေးတာတချို့တွေကြိုက်တဲ့လူတွေတော့မွေးတာပေါ့မကြိုက်တဲ့လူတွေကနန်းတာပေါ့နော်ဝယ်မယ်ဆိုရင်လည်းအများကြီးဝယ်ရမယ်နဲ့တူတယ်ပေါ့နော်အဲ့ဒါကြောင့်ဝင်တော့မကြည့်ပြစ်ခဲ့ဘူးပေါ့ရန်ကုန်မိုးပါရှင်ရန်ကုန်မြို့ကအဲ့လိုပဲမိုးသေးပါတယ်ရှင်အပြင်မှာမိုးသေးချက်ကတော့ပြောမနေနဲ့တော့ရန်ကုန်မှာမိုးကရွာရင်အဲ့လိုရွာတာနော်မိုးရင်းဆိုလို့ရှိရင်အများတန်းရန်ကုန်မှာအဲ့လိုပဲကနောင်မင်းသားကြီးလမ်းဇုံနဲ့ပေါ့ဇုံနဲ့ကိုဖြတ်ဒါကဘေးနားမှာတွေ့ရညာဘက်မှာတွေ့ရတဲ့ဟင်ကကနောင်အင်ယာတော့မစိုးပါဘူးရီကအော်ပြီးတော့အပြင်ကြတော့ဒီဘုံမြစ်တိုင်းလာတယ်ပြီးတော့ကျက်စသားလမ်းတိုင်းကိုပြီးတော့ပြီးတဲ့ခါကျတော့ဒီကနောင်မင်းသားကြီးလမ်းကိုဝင်လိုက်တယ်ပေါ့နော်အဲ့ဒီလမ်းတိုင်းဝင်လိုက်လို့ရှိရင်ခဏလေးပဲမောင်းရတာအရန်ကြာကြီးမမောင်းအောင်ပြီးလို့ရှိရင်အဲ့ကနောင်မင်းသားကြီးလမ်းကပကိုးမြက်လမ်းကိုပဲပြန်ပြီးဥတိုက်တာမောင်လေးကဒေါင်းစင်ဒရိုလေးအလူလာတိုက်တယ်ပါချင်းရှာတာမပါချင်းရှာဘူး
ကောင်းလားကောင်းတယ်ကောင်းတယ်ကြိုက်တယ်ရှယ်လားကောင်းလားဩကောင်းတယ်ဩရှယ်ပဲဟုတ်ပါလို့ပြောအောင်ကြိုက်တယ်လို့ပြောဩကြိုက်တယ်ဩ